ကောင်းအိပ်ပျော်ဖို့ဆိုတာအရေးအကြီးမှန်းသိကြပေမဲ့လေတခါတလေကိုယ်တိုင်တတိမထားမိတဲ့အကျင့်လေးတွေကအေးရေးကိုလာပြီးတော့အနောက်အရပေးနေတတ်တယ်ဟုတ်ပါတယ်ဒီနေ့ကျွန်တော်တို့လေ့လာသုံးသပ်ဖို့ရထားတဲ့အချက်အလက်တွေကအိယာမဝေမီရှောက်ရန်အချက်10ချက်ဆိုတော့ခေါင်းစဉ်တွေပါဒီထက်မှလူတွေညဘလှုပ်လက်ရှိတဲ့အရာလေးတွေတော်တော်များများပါလေတာတွေ့ရတယ်တကယ်တော့ဒီအချက်တွေကရိုးရှင်းလို့ထင်ရပေမဲ့သူ့နောက်ွယ်မှာအကြောင်းပြချက်တွေရှိနေတယ်ပေါ့နော်ဆိုတော့ဒီနေ့အဲ့ဒီအကြောင်းတွေကိုအရေးအမြတ်မှာဖော်ပြထားတဲ့အတိုင်းနည်းနည်းလေးအသေးစိတ်ဆွေးနွေးကြည့်ကြတာပေါ့ကောင်းပါပြီဒါဆိုပထမဆုံးစိတ်ဝင်စားမိတာကအိမ်မွေးရဆန်လေးနဲ့အတူတူအိပ်ပါချစ်စရာကောင်းပေမဲ့အိပ်ရဲကိုပရောများအနောက်ရှက်ဖြစ်စေနိုင်လို့လဲအရင်မြတ်ကထောက်ပြထားတာကအဓိကနှစ်ချက်လောက်ရှိနေရှင့်တစ်ချက်ကသူတို့အိတ်ချိန်ကလွယ်နဲ့မတူဘူးလေညလယ်မှာသူတို့လှုပ်တာကစားတာမျိုးကကိုနိုးစေနိုင်တာပေါ့ဟုတ်ပြီးတော့သူတို့လှုပ်ရှားလိုက်တိုင်းကိုကအိပ်ပျော်နေနေတော့မတိမတာလေးတွေလန့်နိုးတာမျိုးmicro awakenings လို့ခေါ်မလားအဲ့လိုမျိုးတွေဖြစ်စေတယ်လို့ဆိုထားတယ်ဟုတ်ကဲ့ဒါဆိုနောက်တစ်ခုရင်ဝိပူလေးနဲ့စိန်ချိုးတာဒါကများသောအားဖြင့်စိတ်ကို relax ဖြစ်စေတယ်အိပ်ပျော်စေတယ်လို့ထင်ကြတာမဟုတ်လားဒီမှာ just ရှောင်းရမယ်ဆိုပြန်ပြီအဲ့ဒါကလည်းနင်းနဲ့တော့ထင်ထားတာနဲ့ဆန့်ကျင်ပဲထင်နေတာကိုအရင်အမြင့်ထဲမှာရှင်းပြထားတာကအိပ်ဖို့ဆိုရင်ခန္ဓာကိုယ်ရဲ့အတွင်းမိုင်းအပူချိန်ကနင်းနဲ့ကျသွားဖို့လိုတယ်တဲ့ဆိုတော့ရင်နွေးပူနဲ့စိန်ချိုးလိုက်ရင်အပူချိန်ကတက်သွားရောအဲ့တော့အိပ်ပျော်ဖို့ပိုကျသွားစေနိုင်တယ်ဆိုတဲ့သဘောပေါ့ဟုတ်ကဲ့ချိုးချင်ရင်တောင်းအိတ်ချိန်နဲ့နည်းနည်းချပြီးချိုးတာပိုကောင်းမယ်လို့သူကညွှန်းထားတယ်ပြီးတော့အရန်ကြစိတ်ရင်အရေးပြချုပ်တာတော့ဘာလို့လဲဖြစ်နိုင်နေတာပေါ့လေဟုတ်ကဲ့ဒါကရိုးပိုင်းဆိုင်ရာပေါ့စိတ်ပိုင်းဆိုင်ရာကိစ္စတွေရောဥပမာစိတ်အယမ်းပူတာတရောနဲ့စကားများထားတာဒါမှမဟုတ်အယမ်းပျော်နေရောအိမ်မပျော်ဘူးဆိုတာကတော့အဲ့ဒါတော်တော်မှန်ပါတယ်ပြင်းထန်တဲ့စိတ်ခံစားမှုတွေစိတ်လှုပ်ရှားမှုတွေကခဏဖို့မှာနိုးကြားစေတဲ့ဟော်မုန်းတွေကော်တီဇောတို့အဒရီနယ်လင်းလို့ထွက်စေတယ်လေဟုတ်အဲ့ဒါကြောင့်အိပ်ပျော်ဖို့ခက်သွားတာဆိုတော့အရင်မြက်ကအကြံပေးထားတာကအိပ်ရမဝင်ခင်အနည်းဆုံး2 နာရီလောက်ကနေကစိတ်ကိုငြိမ်အောင်ထားပါအေးဆေးဖြစ်အောင်ပေါ့အဲ့ဒါနဲ့ဆက်ပြီးတော့ဖုန်းသုံးတာ TV ကြည့်တာ electronic ပစ္စည်းတွေသုံးတာကိုလည်းရှောင်ခိုင်းထားတယ်နော်အလင်းရောင်ကြောင့်လားအတိအကျပဲရှင်အဲ့ဒီအဖျားရောင်အလင်းတန်း blue light ပေါ့အဲ့ဒါကဦးနောက်ကိုနေခင်ဘအလင်းရောင်လို့အထင်မှားစေပြီးတော့အိတ်ဆက်ချင်းအတွက်အရေးပါမယ်လာတိုနင်ဆိုတဲ့ဟော်မုန်းထွက်တာကိုလျော့ကျစေတယ်တားဆီးတယ်ပေါ့ဒါကြောင့်ညဖက်ဖုံးထုံရင်အိမ်မပြောတာကိုဒါဆိုဦးနောက်ကိုအနာမပေးပဲအလုပ်တွေဆက်လုပ်တာမျိုးလေရှောင်တင်တယ်ပေါ့စားဖတ်တာတရားထိုင်တာမျိုးလုပ်ခိုင်းထားတယ်မှန်ပါတယ်ဦးနောက်ကိုအနာပေးဖို့အရေးကြီးတာပေါ့နောက်တစ်ခုကနေလေခင်တရေအိတ်တာအဲ့ဒါနဲ့ပတ်သက်လို့ရဘလို့အကြံပြုထားသေးလဲနေခင်အိတ်တာကလုံးဝမကောင်းဘူးတော့မဟုတ်ဘူးထင်တယ်အချိန်အခါမဟုတ်ရင်တော့ညဘက်အေးကိုထိခိုက်နိုင်တယ်ဆိုတဲ့သဘောမျိုးလားဟုတ်ပါတယ်အရေးမြစ်ကအဲ့လိုဆိုထားတယ်အကောင်းဆုံးကနေလေတနာရီနဲ့4နာရီကြားလောက်မှာမိနစ်30နဲ့ကနိုင်လောက်အိတ်တင်တယ်ပေါ့နော်အများကြီးအိတ်ရင်မကောင်းဘူးပေါ့ဟုတ်ကဲ့အကြကြီးအိတ်တာဒါမှမဟုတ်နေဆောင်းမှအိတ်မီတာမျိုးကညဘက်အိတ်ချင်းရုံရင်အိတ်မပျော်တာအိတ်ဖို့ခတ်တာမျိုးဖြစ်စေနိုင်တယ်လို့ဆိုပါတယ်ဟုတ်ကဲ့တခြားတတိထားစရာအချက်တွေကရောဘာဒီပါသေးလဲနောက်ထပ်ပြောထားတာကအိတ်ခါနီရေရန်တောက်တာမျိုးရှောင်ဖို့ပါဟုတ်အစီးသွားခြင်းလို့ထားတာမျိုးဖြစ်မှာဆိုလို့လားဟုတ်ပါတယ်အဲ့လိုအေးရပြယုံတင်မကဘူးနောက်နေ့မနေ့ကျရင်မျက်ကွင်းညိုတာမျက်နှာနင်းနေဖောလို့ဖြစ်တာမျိုးဒီအထိဖြစ်နိုင်တယ်လို့ဖော်ပြထားတယ်ပြီးတော့ခန္ဓာကိုယ်ကိုနိုးကြစေတဲ့အဖြူမှုတွေပေါ့လေ့ကျင့်ကံပြင်းပြင်းထန်ထန်လှုပ်တာမျိုးအိတ်ခါနီးလှုပ်တာမကောင်းဘူးပေါ့ဟုတ်ကဲ့အ ਨੇ ဆုံးတော့နာရီအနည်းငယ်လောက်ချတတ်တယ်လို့ဆိုတယ်ဆေးလိပ်ထောက်တာကလည်းခန္ဓာကိုယ်ကိုနိုးကြစေတဲ့ထဲပါတယ်လို့ဖော်ပြထားတာတွေ့ရပါတယ်ဆေးဝါးတွေနဲ့ပတ်သက်လို့ရောအိတ်ဆင်းမဟုတ်တဲ့တခြားကျန်းမာရေးရတောင်းနေရတဲ့ဆေးတွေရှိရင်ပေါ့လေဆရာဝန်နဲ့တောက်ရမယ့်အချိန်ကိုတေချာလေးကြိုင်မင်ကြည့်ဖို့အကြံပြုထားပါတယ်တချို့ဆေးတွေကအိတ်ဆက်ချင်းကိုအနှောက်ယှက်ပေးနိုင်လို့ပါဟုတ်ကဲ့ဆိုတော့ဒီအချက်ဒီအလို့ပြန်ကြည့်လိုက်ရင်လေနေ့စဉ်လုံနေကြတတိတော်မထားမိတဲ့အပြုတ်မှုသေးသေးလေးတွေကတော့ကိုယ့်ရဲ့အိတ်ဆက်ချင်းအရေးတွေအပေါ်မှာအများကြီးတက်ရောက်မှုရှိနေနိုင်တယ်ဆိုတာကိုဒီအရင်းမြစ်ကတော်တော်လေးမီးမောင်းထုတ်ပြထားတယ်လို့ပဲနော်တကယ်မှန်ပါတယ်ဒီအချက်လက်တွေကကိုယ့်ရဲ့ညစဉ်အလေးကျင့်တွေကိုတစ်ချက်ပြန်သုံးသပ်ကြည့်ဖို့ဘယ်အရာတွေကကိုယ့်အိတ်ဆက်မှုအပေါ်တက်ရောက်မှုများရှိနေမလဲဆိုတာပိုပြီးတတိထားမိစေဖို့အခွင့်အရေးကောင်းတစ်ခုပါပဲဟုတ်ကဲ့ဒီလိုသိထားတော့ကိုယ့်အတွက်ပိုကောင်းတဲ့အိတ်ဆက်ခြင်းရရှိအောင်လိုအပ်တယ်လို့လေးတွေပြင်လို့ရတာပေါ့နော်ဟုတ်ပါပြီဒါဆိုရင်ဒီနေ့ကျွန်တော်တို့လေ့လာခဲ့တဲ့အချက်လက်တွေပုံမူတည်ပြီးတော့လေစဉ်းစားစရာလေးတစ်ခုလောက်ထားခဲ့ခြင်းနဲ့ဟုတ်ကဲ့ကိုယ်တိုင်မှ
အိပ်ဆက်ချင်းနဲ့ပတ်သက်တဲ့အခက်အခဲတစ်ခုခုရှိနေတယ်ဆိုပါစို့ဒီညကစပြီးတော့ခုနပြောခဲ့တဲ့အချက်တွေထဲကဘယ်လိုပြောင်းလဲမှုတိတ်သေးလေးတစ်ခုလောက်ကိုစပြီးစမ်းသပ်ကြည့်လို့ရမလဲပြီးတော့အဲ့ဒီပြောင်းလဲမှုရဲ့အကျိုးသက်ရောက်မှုကိုကိုယ့်ဘာသာဘယ်လိုမှတ်သားကြည့်နိုင်မလဲဆိုတာလေး ဟုတ်ကဲ့အရင်ကောင်းပါတယ်ဒီနေ့အတွက်တော့ဒီလောက်ပါပဲเนาะနောက်ထောင်တူတွေအတွက်စဉ်းစားစရာတစ်ခုခုရသွားမယ်လို့မျှော်လင့်ပါတယ်